အားလုံးမင်္ဂလာပါဗျ16ရက်8လ2026အတွက်အထီးကြီး9လုံးပေါ့နော်အထီးကြီး9လုံးပေးတန်းအနေနဲ့သုံးမဲ့အထီးကြီး9လုံးကိုကျွန်တော်ပြပေးပါမယ်ဒီအထီးကြီး9လုံးကအရင်ကအထီးကြီး4လုံးပေးတန်းအနေနဲ့ပြပေးထားတဲ့နီးဖြစ်ပါတယ်ဗျနော်အဲ့ဒီနီးကဒီ495ထွက်တဲ့အချိန်မှာသူကပြတ်သွားတယ်ဗျနော်4လုံးအထီးကြီးမှာပြတ်သွားလို့ကျွန်တော်9လုံးယူလိုက်တယ်9လုံးယူလိုက်တဲ့ကြီးဖြစ်ပါတယ်เนาะအဲ့ဒါကိုကျွန်တော်ထီကြီး9လုံးပေးတာဆိုပြီးတော့ကျွန်တော်ပြောထားခြင်းဖြစ်ပါတယ်ဗျဟုတ်ပြီဒီနေ့ကလည်းသူကတစ်နှစ်2025တစ်နှစ်လုံးမှနေတဲ့နေ့ဖြစ်ပါတယ်ဗျเนาะဒီနေ့လေးကိုကျွန်တော်ပြပေးပါမယ်ဗျเนาะကျွန်တော်ဒီမှာ914ထွက်တဲ့အချိန်ကနေပြပေးမှာပဲဗျเนาะ914ထွက်တဲ့အချိန်မှာဆိုလို့ရှိရင်เนาะ969အထီကြီး4လုံးဖြစ်ပါတယ်အဲ့ဒီ914ထွက်ပြီးတော့969အထီကြီး4လုံးကသူ့ရဲ့အောက်ကအကျိန်အတွက်အထီးကြီးဖြစ်ပါတယ်ဗျာနော်ဒီ6နှစ်အကျိန်အတွက်အထီးကြီးဖြစ်ပါတယ်ဗျာနော်914လို့ထွက်ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်969နှစ်ဆိုပြီးအထီးကြီးလေးလုံးရပါတယ်အဲ့ဒီအထီးကြီးလေးလုံးအထီးကြီးလေးလုံးရပါတယ်အဲ့ဒီအချိန်မှာဘာထွက်သွားလဲဆိုတော့6နှစ်လို့ထွက်တယ်ဗျာနော်914အောက်မှာဆိုရင်ဒီမှာ6နှစ်လို့ထွက်တယ်ဗျာနော်6နှစ်လို့ထွက်တဲ့အချိန်မှာဆိုလို့ရှိရင်အထီးကြီးလေးလုံးမှာဆိုရင်ဒီမှာနှစ်ထိတယ်6ထိတယ်ဗျာနော်6နှစ်လို့ထွက်တဲ့အချိန်မှာဆိုလို့ရှိရင်နော်683အထီးကြီးလေးလုံးဖြစ်ပါတယ်တဲ့နော်683အထီးကြီးလေးလုံးက6နှစ်အောက်မှာ300လို့ထွက်တယ်ဗျာနော်အချိန်မှာဆိုလို့ရှိရင်300လို့ထွက်ပါတယ်300လို့ထွက်တဲ့အချိန်မှာဆိုလို့ရှိရင်အထီးကြီး4လုံးကဒီမှာခွန်တစ်လုံးထိပါတယ်အခုခွာဖြစ်တဲ့အတွက်ကြောင့်မို့ခွန်က2လုံးထိတယ်လို့ယူဆလို့ရပါတယ်ဗျာနော်300ထွက်တဲ့အချိန်မှာဆိုလို့ရှိရင်300ထွက်ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်301နှစ်ခွန်ဆိုပြီးအထီးကြီး4လုံးရပါတယ်ဗျာနော်300ရအောက်မှာဆိုလို့ရှိရင်38လို့ထွက်တယ်ဗျာနော်300ရအောက်မှာဆိုလို့ရှိရင်38လို့ထွက်ပါတယ်38လို့ထွက်တဲ့အချိန်မှာဆိုလို့ရှိရင်အထီးကြီးလေးလုံးမှာဆိုလို့ရှိရင်ခွန်တစ်လုံးထိပါတယ်ဗျာနော်ဒီအထီးကြီးလေးလုံးကတစ်လုံးသို့မဟုတ်နှလုံးထိပေးရတာဖြစ်ပါတယ်เนาะဒီအချိန်မှာဆိုလို့ရှိရင်6နှစ်လို့ထွက်တယ်ဒီမှာဆိုရင်6ထိတယ်2ထိတယ်เนาะဒီအချိန်မှာ300ခွန်ထွက်တယ်ခွန်တစ်လုံးထိတယ်ဒီအချိန်မှာဆိုလို့ရှိရင်38ခွန်လို့ထွက်တယ်အဲ့မှာခွန်တစ်လုံးထိတယ်ဗျာနော်ဟုတ်ပြီ38ခွန်လို့ထွက်တယ်38ကလို့ထွက်ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်345300အထီးကြီးလေးလုံးဖြစ်ပါတယ်345300အထီးကြီးကဒီခွန်300အချိန်အတွက်ဖြစ်ပါတယ်ဗျာနော်ဒီအောက်ကအချိန်အတွက်အဲ့ဒီမှာဆိုရင်ဒီမှာခွန်300လို့ထွက်ပါတယ်ဗျာနော်ခွန်300လို့ထွက်တော့ဒီအချိန်မှာဆိုလို့ရှိရင်အထီးကြီးလေးလုံးမှာ300တစ်လုံးထိပါတယ်ဗျာနော်ခွန်300လို့ထွက်ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်ခွန်894ဆိုပြီးအထီးကြီးလေးလုံးရပါတယ်ခွန်894အထီးကြီးလေးလုံးက184အချိန်အတွက်ဖြစ်ပါတယ်အဲ့ဒီမှာခွန်894အထီးကြီးမှာဆိုလို့ရှိရင်ဒီမှာ184လို့ထွက်ပါတယ်ဗျာနော်184လို့ထွက်တော့ရှင်ရင်ဒီချိန်မှာဆိုလို့ရှိရင်4ထိပါတယ်8လဲထိပါတယ်ဗျာနော်ဒီချိန်မှာဆိုလို့ရှိရင်နှလုံးထိပါတယ်ဗျာနော်184ထွက်ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်1238အထီးကြီးလေးလုံးဖြစ်ပါတယ်တဲ့1238အထီးကြီးလေးလုံးကသူ့ရဲ့အောက်ကဒီမှာ495အချိန်အတွက်ဖြစ်ပါတယ်ဗျာနော်အဲ့ဒီချိန်မှာဘာထွက်သွားလဲဆိုတော့ဒီမှာ495လို့ထွက်သွားပါတယ်တဲ့ဗျနော်495လို့ထွက်တော့တဲ့1238ထီကြီးလေးလုံးမှာတဲ့အဲ့ဒီမှာမထိဘူးဖြစ်သွားပါတယ်ဗျနော်အဲ့ဒီမှာမထိတော့ကျွန်တော်တို့ကဒီချိန်မှာကျွန်တော်တို့က9လုံးယူလိုက်တယ်နော်1238 8ထက်ကြီးတဲ့တစ်လုံးယူလိုက်မယ်8ထက်ကြီးတဲ့တစ်လုံးယူလိုက်မယ်9ဆိုပြီးတော့ယူလိုက်မယ်ဗျနော်အဲ့ဒါဆိုလို့ရှိရင်9လုံးကြီးဖြစ်သွားတယ်ဒီအချိန်ထိအောင်သူက4လုံးကြီးနဲ့မှန်နေခဲ့တယ်ဒီအချိန်တစ်ချိန်မှာ9လုံးကြီးကျွန်တော်ယူလိုက်တယ်ပြတ်သွားတဲ့အတွက်ကြောင့်မို့နော်9လုံးကြီးလို့ယူလိုက်တော့ဒီချိန်မှာ9တစ်လုံးထိတယ်8ထက်ကြီးတာ9ဆိုပြီးတော့ကျွန်တော်တို့ယူလိုက်တာဖြစ်ပါတယ်ဒီနည်းတွေကတစ်ချိန်ပြတ်ခဲ့လို့ရှိရင်နောက်အချိန်မှာသူကပြန်မှန်တတ်တယ်ကျွန်တော်ပြောခဲ့ပါတယ်အရင်ဗီဒီယိုတွေမှာနော်ဟုတ်ပြီဒီမှာကျွန်တော်9လုံးယူပြလိုက်မယ်နော်အဲ့ဒီမှာ495ပေါ့နော်495ထွက်တယ်495ထွက်တဲ့အချိန်မှာဆိုလို့ရှိရင်နော်4561အထီးကြီး4လုံးကျွန်တော်ယူထားတယ်ဗျာနော်9လုံးမိသေးဘူး4561အထီးကြီး4လုံးယူထားပါတယ်တဲ့ဗျာနော်495ရဲ့အောက်မှာဘာထွက်လဲဆိုတော့ဒီမှာ214လို့ထွက်ပါတယ်ဗျာနော်ဒီမှာရေးလိုက်မယ်ဟိုမှာလည်းထပ်ရေးအောင်495ရဲ့အောက်မှာဆိုလို့ရှိရင်ဒီမှာ214လို့ထွက်ပါတယ်ဗျာနော်
နှစ်တစ်လေးထွက်တဲ့အချိန်မှာဆိုရင်အထီကီးလေးလုံးပဲဆိုလို့ရှိရင်တော့မှနှလုံးဝင်သွားပါပြီဗျာနော်အဲ့ဒီမှာတစ်ချိန်မှာဆိုလို့ရှိရင်တဲ့ဒီမှာ၄တလုံးထိတယ်တစ်တလုံးထိတယ်အမှ၄လုံးကြီးကနှလုံးတော့ထိသွားပြီเนาะဒီမှာ၅လုံးယူမယ်ဆိုလို့ရှိရင်တစ်ထက်ကြီးတာတဝင်းယူမယ်တစ်ထက်ကြီးတာဆိုရင်ဒီမှာနှစ်တလုံးထပ်ယူမယ်ဆိုရင်ဒီမှာအပီးရှင်းအောင်ဖြစ်သွားတယ်ဗျာเนาะရှစ်ထက်ဒီမှာရှစ်ထက်ကြီးတာတလုံးလိုက်မယ်ရှစ်ထက်ကြီးတာ9အဲ့ဒါဆိုလို့ရှိရင်4 9 5မှာဆိုလို့ရှိရင်၅လုံးကြီးအနေနဲ့မှန်သွားခဲ့တယ်เนาะ၅လုံးကြီးယူလဲကိစ္စမရှိဘူးဗျာเนาะ၅လုံးကြီးကိုကျွန်တော်တို့ကအထက်၅လုံးအောက်၅လုံးနဲ့ပေးတဲ့အနေနဲ့လှုပ်သုံးလို့ရတယ်အထက်တစ်လုံးထိရင်အောက်နှလုံးထိမယ်အထက်နှလုံးထိရင်အောက်တစ်လုံးထိမယ်ပေါ့เนาะအဲ့ဒီလိုပုံစံမျိုးဒီချိန်မှာဆိုလို့ရှိရင်เนาะ4 5 6တစ်အထီကြီးလေးလုံးဖြစ်ပါတယ်ဗျာเนาะအဲ့ဒီမှာဆိုလို့ရှိရင်၄လုံးမှာဆိုရင်ပဲသူကနှလုံးထိသွားပြီเนาะတစ်နဲ့၄နဲ့ထိသွားပြီเนาะ၅လုံးယူလိုက်မယ်ဆိုလို့ရှိရင်ဒီမှာအပီးရှင်းမှဖြစ်သွားတယ်ဗျာเนาะအဲ့တော့ဒီမှာ၅လုံးယူထားမယ်ဆိုလို့ရှိရင်ဒီအတန်းနေကအပီးရှင်းကစားလို့ရတယ်လို့သတ်မှတ်လို့ရတယ်ဗျာเนาะဒီချိန်မှာဆိုလို့ရှိရင်ဟုတ်ပြီဒီမှာကျွန်တော်ရေးထားလိုက်ဒီမှာဖြန့်ဖြစ်လိုက်ပါမယ်ဗျာเนาะထပ်ရှင်းမနေတော့4 9 5ဒီမှာပြီးသွားเนาะ4 9 5ရဲ့အောက်မှာဆိုလို့ရှိရင်နှစ်တစ်လေးလို့ထွက်တယ်เนาะနှစ်တစ်လေးထွက်တဲ့အချိန်မှာဆိုလို့ရှိရင်တဲ့နှစ်တစ်လေးထွက်တဲ့အချိန်မှာ2 3 4 9အထီကြီးလေးလုံးဖြစ်ပါတယ်ဗျာเนาะကျွန်တော်၄လုံးပဲယူထားတယ်အထီကြီးလေးလုံး2 3 4 9အထီကြီးလေးလုံးဖြစ်ပါတယ်ဗျာအဲ့ဒီအချိန်မှာဘာထွက်လဲဆိုလို့ရှိရင်ဒီမှာ4 9 9လို့ထွက်ပါတယ်ဗျာเนาะ4 9 လို့ထွက်ပါတယ်4 9ကျွန်တော်မပေါက်လိုက်ပါဘူးဗျာကျွန်တော်ကတခြားပေတံတခြားကိုကင်လိုက်တဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီတော့ကျွန်တော်တက်ပြပေးတဲ့နည်းတွေကိုအထောက်အကူရဖို့အတွက်ကျွန်တော်ကပြပေးခြင်းဖြစ်တယ်ဗျာနော်အထောက်အကူရလို့ဒီမှာမနေ့ကကျွန်တော်တင်ပေးတဲ့ဗီဒီယိုထဲမှာပေါက်တဲ့လူတွေမှန်းခဲ့ပါအောင်လို့ပြောတာ2 ယောက် 3 ယောက်တော့ကျွန်တော်ပေါက်ခဲ့တယ်တဲ့သူတို့မှန်းခဲ့ပါတယ်အထောက်အကူရတဲ့အတွက်ကြောင့်မို့ကျေးဇူးတင်ပါတယ်တဲ့ပေါက်တဲ့လူတွေအတွက်ကျွန်တော်လည်းဝမ်းသာပါတယ်ဗျာနော်ဟုတ်ကဲ့ကျွန်တော်တွက်ပြပေးတာကကျွန်တော်တို့အထောက်အကူရဖို့အတွက်ကျွန်တော်တွက်ပြပေးခြင်းဖြစ်တယ်ဗျာနော်ကဏ္ဍတွေကိုတချို့သောသူတွေကြတော့နားမလည်ဘူးဗျာနော်တချို့ကကဏ္ဍထိုးမဲ့ကဏ္ဍမဲ့သူကလိုချင်ကြတာပဲနော်အဲ့ဒီနည်းတွေလည်းကျွန်တော်တွက်ပြပေးလို့ရပါတယ်ဒါပေမဲ့အဲ့ဒီနည်းတွေကလည်းကျွန်တော်လည်းအချိန်အသိမအားအလောက်ကမအားဘူးအဲ့လိုဖြစ်နေတဲ့ကြောင့်မို့တွက်မပြပေးတာဖြစ်ပါတယ်ဗျာနော်အချိန်ရတဲ့ခါကျရင်တွက်ပြပေးပါမယ်ဒါတွေလည်းဒီလိုထိုးကွက်တွေရှာတဲ့ထိုးကွက်တွေဥပမာဘယ်လိုပြောမလဲလက်ဆိုင်လေးတွေပေါ့ဗျာနော်အဲ့လိုမျိုးတစ်ခွက်ကောင်းဆိုင်လေးတွေနှစ်ခွက်ကောင်းဆိုင်လေးတွေဒါမျိုးလေးတွေအဲ့ဒါလေးတွေလည်းတွက်ပြလို့ရပါတယ်ဗျာနော်အဲ့ဒါတချို့ကြတော့အဲ့ဒါမျိုးလေးတွေသဘောကျကြတယ်ပေါ့ဗျာနော်ဒါကတော့ तू က तू နီးနဲ့ तू ဟန်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးသွားတယ်ဟုတ်ပြီအဲ့ဒီမှာ4 9 9လို့ထွက်တယ်4 9 9လို့ထွက်တဲ့အချိန်မှာဆိုလို့ရှိရင်4လုံးကြီးပဲယူထားမယ်ဆိုလို့ရှိရင်ဒီမှာ4ထိတယ်9ထိတယ်ဗျာနော်5လုံးယူမယ်ဆိုလို့ရှိရင်9ထက်ကြီးတယ်တစ်လုံးထပ်ယူမယ်300တစ်လုံးထပ်ယူလိုက်မယ်နော်5လုံးယူမယ်ဆိုလို့ရှိရင်ကျွန်တော်ပြောခဲ့တယ်ဒီချိန်မှာကျွန်တော်ပြောခဲ့တယ်4လုံးကြီးကတစ်ချိန်ပြတ်သွားခဲ့ပြီဆိုတော့နောက်ချိန်မှာဆိုရင်4လုံးနဲ့ပြန်မှန်တတ်တယ်လို့ကျွန်တော်ပြောခဲ့တယ်နော်ဒီချိန်မှာအပြတ်အနေနဲ့သုံးရင်ဒီချိန်မှာဒီနောက်ချိန်ဒီမှာထပ်မှန်တတ်တယ်လို့ပြောတယ်နော်ဒီချိန်မှာမှန်အောင်ထပ်ယူမယ်ဆိုလို့ရှိရင်5လုံးယူလိုက်ပေါ့နော်5လုံးယူလိုက်ဆိုလို့ရှိရင်ဒီချိန်မှာ5လုံးယူမယ်ဆိုလို့ရှိရင်လည်းဒီမှာနှစ်တစ်လေးလို့ထွက်တယ်ဆိုအပီးရှင်းမှထွက်သွားတယ်အဲ့တော့5လုံးယူမယ်ဆိုလို့ရှိရင်အပီးရှင်းကစားလို့ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးသတ်မှတ်ထားလို့ရပါတယ်ဟုတ်ပြီအဲ့တော့အခုချိန်အတွက်ကတဲ့အခုချိန်အတွက်က4 9 9လို့ထွက်တယ်4 9 9လို့ထွက်တဲ့အချိန်မှာဆိုလို့ရှိရင်တဲ့เนาะဒီမှာ4 5 6 1 4 5 6 1အထီးလေးလုံးဖြစ်ပါတယ်တဲ့ဗျာနော်5လုံးယူမယ်ဆိုလို့ရှိရင်1ထက်တစ်ပွင့်ကြီး1ထက်ကြီးတာ2တစ်လုံးထပ်ယူမှာဖြစ်ပါတယ်ဗျာနော်အဲ့တော့အခုချိန်မှာ4 5 6 1အထီးကြီးလေးလုံးပေတံဖြစ်ပါတယ်ဗျာနော်5လုံးယူခြင်းလဲယူလို့ရပါတယ်နော်အဲ့တော့ဒီမှာ16ရက်8လ26အတွက်ပေါ့နော်အထီးကြီးပေတံကျွန်တော်တို့ပေတံအနေနဲ့လောက်သုံးပေါ့နော်ထီးကြီးပေတံအနေနဲ့သုံးမယ်ဆိုလို့ရှိရင်လည်းเนาะဒီမှာ4 5 6 1နှစ်ကအရန်အနေနဲ့ထည့်ထားလို့ရတယ်เนาะနှစ်ကအရန်အနေနဲ့ထည့်ထားလို့ရတယ်4 5 6 1ကတစ်လုံးပါသို့မဟုတ်နှလုံးပါသို့မဟုတ်3လုံးပါ3လုံးပါကစားလို့ရတယ်5လုံးယူမယ်ဆိုလို့ရှိရင်အဲ့တော့ဘာကြံမလဲဆိုတော့နှစ်ဆိုတော့ဒီမှာ3ကြံမယ်3ခွန်8 9 3ည3ခု8 9 3ရအပေါ်တစ်လုံးပါရင်အောက်ကနှလုံးပါမယ်အပေါ်နှလုံးပါရင်အောက်ကတစ်လုံးပါမယ်ပေါ့ဗျာနော်ဒီကနေ့အရာဆိုလို့ရှိရင်ဒီ3ခု8 9 3ရကအပြီးမထွက်နိုင်ဘူးဗျာနော်အလွန်ဆုံးပါလို့ရှိရင်အများဆုံးပါရင်နှလုံးပါမယ်အနည်းဆုံးပါရင်တစ်လုံးပါမယ်ဗျာနော်အဲ့တော့ဒီနည်းလေးကလည်းကျွန်တော်တို့မှန်နေတာ2005
2005တခုလုံး2005တစ်နှစ်လုံးမှန်နေတဲ့နီးလေးဖြစ်ပါတယ်เนาะပထမ၄လုံးနဲ့မှန်လာတာပေါ့ဗျာเนาะဒီအချိန်ထိအောင်ပေါ့เนาะဒီချိန်ထိအောင်၄လုံးနဲ့မှန်လာခဲ့တဲ့ဒီအချိန်မှာ495ထွက်တဲ့အချိန်မှာဆိုရင်၄လုံးကီးကပြတ်သွားခဲ့တယ်ဗျာเนาะပြတ်ပြီးတော့တစ်ချိန်ပြတ်အနေနဲ့သုံးမယ်ဆိုလို့ရှိရင်နောက်အချိန်မှာဆိုလို့ရှိရင်လည်း၄လုံးကီးအနေနဲ့ဆိုလို့ရှိရင်ထပ်ပြီးတော့မှန်လာပါတယ်ဗျာเนาะဒီမှာလည်း၄လုံးကီးအနေနဲ့ဆိုရင်49ပါတယ်ဗျာเนาะ5လုံးကီးယူမယ်ဆိုရင်300ဒီမှာဆိုလို့ရှိရင်၄လုံးကီးအနေနဲ့ယူမယ်ဆိုလို့ရှိရင်4561ဖြစ်ပါတယ်ဗျာเนาะလေးလုံးကီးပေတံယူမယ်ဆိုလို့ရှိရင်ဒီနှစ်ကအပေါ်မှာမထားလို့ရှိရင်အောက်မှာပြန်ထားမှာဖြစ်ပါတယ်ဗျာနော်အောက်မှာထားပြီးတော့သုံးရမှာဖြစ်ပါတယ်အပေါ်မှာထားပြီးသုံးလဲရပါတယ်အပေါ်မှာထားပြီးသုံးမယ်ဆိုလို့ရှိရင်အပေါ်တန်းကအပီရှင်းအနေနဲ့ကစားလို့ရတယ်ဗျာနော်ဘာလို့လဲဆိုတော့ဒီချိန်မှာ၄တင်းနှစ်လို့ထွက်တာတဲ့အချိန်မှာဆိုရင်အပီရှင်းထွက်တာလို့ဒီချိန်မှာဆိုလို့ရှိရင်လည်းအပေါ်မှာထားပြီးကစားမယ်ဆိုလို့ရှိရင်အပီရှင်းကြိုက်တဲ့လူတွေပီရှင်းအနေနဲ့ကြိုက်တဲ့လူတွေရှိလို့ရှိရင်အပီရှင်းအနေနဲ့ကစားလို့ရပါတယ်ဗျာနော်ဟုတ်ပြီအဲ့တော့အထီးကြီး9လုံးပေတံလေးရတော့ဒီလောက်ပါပဲဗျာနော်။နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ဗျာနော်။ကြိုက်နှစ်သက်အသုံးပြုပါဗျာနော်။ဒါကကျွန်တော်အထောက်အကူရောက်ဖို့အတွက်တင်ပြပေးခြင်းဖြစ်ပါတယ်။နောက်ရက်ဒီမှာကျွန်တော်ဗရိတ်တွက်နီးတပင်းကျော်တွက်နီးတွေကျွန်တော်တင်ပေးပါဦးမယ်ဗျာနော်။အားလုံးပဲကံကောင်းကြပါစေဗျာနော်။အားလုံးပဲဘိုင်ဘိုင်။